Hi guys အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ဗောနော်နေ့စဉ် daily lifestyle မှာနေ့စဉ်ပေါ့လက်တွေ့ဘဝမှာအရန်ကိုမှအသုံးများပြီးတော့မှတရိုက်ပတ်သက်ပြန်လို့မရတဲ့စကားလုံးလေးတွေတရိုက်ပတ်သက်ပြန်လို့ရှိရင်အတိတ်ပဲအလေးလေးရှော့ရှော့လေးဖြစ်သွားမယ့်စကားလုံးတွေနဲ့ပတ်သက်ပြီးတော့မှ knowledge အနေနဲ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးတစ်လုံးအနေနဲ့ကကျွန်တော်တို့ how can ဆိုတဲ့စကားလုံးပေါ့နော် how can ဆိုတဲ့စကားလုံးကကြတော့တကယ်တရိုက်ပတ်သက်ပြန်လိုက်မယ်ဆိုလို့ရှိရင်ဘလို့လာရလဲဆိုပြီးတော့အတိတ်ပဲရရပေါ့နော်လိုလာလဲဆိုပြီးတော့ဒိတ်ပြရတယ်တကယ်တကယ်ကြတော့အဲ့လိုမဟုတ်ပါဘူးကိုတစုံတယောက်ကတခုခုလာမေးတဲ့အခါမျိုးမှာတခုခုသိရှင်လို့လာပြီးတော့ဆက်စုတဲ့အခါမျိုးမှာဘာကြောက်လဲဘာလို့လဲဆိုပြီးတော့မှပြန်ပြီးတော့မေးခွန်းထောက်ရှင်တဲ့အခါမျိုးမှာ how can ဆိုပြီးတော့မှသုံးလို့ရပါတယ်ဆိုတော့ဒီစကားလုံးကကြတော့ဒီ white ဆိုတဲ့စကားလုံးနဲ့အတိတ်ပဲဆင်းနေပေါ့နော်ဆိုတော့ white ကလည်းဘာကြောက်လဲဆိုပြီးတော့ဒိတ်ပြရတယ်ဒါပေမဲ့တကယ်လက်တွေ့ပေါ်မှာအသုံးပြုကြတဲ့အခါမျိုးမှာသုံးတဲ့အခါမှာ white ဆိုတဲ့စကားလုံးကိုမသုံးဘဲနဲ့ how can ဆိုတဲ့စကားလုံးကိုအသုံးရတာကိုတွေ့ရပါတယ်ဆိုတော့ဒီစကားလုံးကလည်းအရင်ကမှအသုံးရတယ်ပေါ့နော်အရင်ကမှအသုံးဝင်တဲ့စကားလုံးပေါ့ဆိုတော့ number 1အနေနဲ့ကကြတော့ကျွန်တော်တို့ this is not your business ဆိုတဲ့စကားလုံးဖြစ်ပါတယ်ဒီစကားလုံးကလည်းတကယ်ဘာသာပြန်လိုက်မယ်ဆိုလို့ရှိရင်ဒါမင်းရစီးပွားရေးမဟုတ်ဘူးဆိုပြီးတော့မှအတိတ်ပြရတယ်ပေါ့နော်တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူးတကယ်တည်းကကျတော့ဒါမင်းရကိစ္စမဟုတ်ဘူးဒါမင်းတော့ကိစ္စမဟုတ်ဘူးဆိုပြီးတော့ပြောရှင်းတဲ့အခါမျိုးမှာ this is not your business ဆိုပြီးတော့မှသုံးပါတယ်ဆိုတော့ဒီစကားလုံးကလည်းအရင်ကအသုံးများကြရပေါ့နော်ဆိုတော့နှလုံးရှိပြီပေါ့နော်နံပါတ်3လုံးသုံးနေတာကျတော့ကျွန်တော်တို့ a piece of cake ဆိုတော့သူကိုတဟဲဘာသာပြန်မယ်ဆိုလို့ရှိရင်ကဲမွန်တဖေးစားကဲမွန်တပိုင်းစားလို့အတိတ်ပြရရပေါ့နော်ဆိုတော့တကယ်ကြတော့ကျွန်တော်တို့တကယ်အတိတ်ပြရကြတော့အရန်လွယ်ကူတဲ့အရာဟိုကိုပိုင်နိုင်ကျွမ်းကျင်တဲ့အရာမျိုးမှာအရန်လွယ်ကူတယ်ဒါငါတို့အရန်ကမှလွယ်ကူတယ်ဒါငါတို့အရန်ကမှအေးစစ်ဖြစ်တယ်ဆိုတဲ့အခါမျိုးမှာပြောရှင်းတဲ့အခါမျိုးမှာ piece of cake ကိုသုံးပါတယ် so for example it is a piece of cake for me ဒါငါတို့အရန်ကမှလွယ်ကူတဲ့အရာပဲဒါငါတို့အေးစစ်ပဲလို့ပြောရှင်းတဲ့အခါမျိုးမှာ it is a piece of cake for me ဆိုပြီးတော့မှသုံးလို့ရပါတယ်ဆိုတော့သုံးရှိပေါ့နော်ဆိုတော့ number 4အနေနဲ့ကြတော့ under the weather ဒီကားလုံးကလေတရက်ဘာသာပြန်လိုက်မယ်ဆိုလို့ရှိရင်ရာသီဥတုအောက်မှာလို့တိုက်ပြရပါတော့ရာသီဥတုအောက်မှာလို့တိုက်ပြရတကယ်ကြတော့အဲ့လိုမဟုတ်ဘူးကိုနေမကောင်းဖြစ်နေတဲ့အခါမျိုးမှာပေါ့နော်နေမကောင်းဖြစ်ရှင်နေဆိုတဲ့အခါမျိုးကပြောရှင်တဲ့အခါမျိုးမှာဒီ under the weather ကိုသုံးလို့ရပါတယ် so for example အနေနဲ့ကြတော့I'm feeling a bit under the weather today ဒါမှI'm feeling a little bit here under the weather today ငါဒီနေ့နေမကောင်းဖြစ်နေတယ်လို့ခံစားနေရတယ်နေမကောင်းဖြစ်ရှင်နေတယ်ဆိုပြီးတော့ပြောရှင်တဲ့အခါမျိုးမှာ under the weather ကိုသုံးပါတယ်ဆိုတော့လေးလုံးရှိတော့ပြီဆိုတော့ number 5အနေနဲ့ကြတော့ in the same boat so ဒီစကားလုံးကလေးပဲပေါ့နော်ဓာတ်ရဲ့ဘာသာပြန်လိုက်မယ်ဆိုလို့ရှိရင်တော့ငါတို့တူညီတဲ့လှေတွေမှာရှိကြတယ်တူညီတဲ့လှေတစ်စင်းထဲမှာလို့အတိတ်ပြရတယ်ပေါ့နော်တကယ်တည်းကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေဖြည့်ရှင်းနေရတဲ့အဖြစ်အပျက်တွေရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေအကုန်လုံးအထူးညင်ပဲအတူတူပဲဆိုပြီးတော့ပြောရှင်းတဲ့အခါမျိုးမှာ in the same boat ဆိုတဲ့စကားလုံးကိုသုံးလို့ရပါတယ် so for example we are all in the same boat or we are in the same boat ငါတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေကအကုန်လုံးအတူတူပဲငါတို့အကုန်လုံးကရင်ဆိုင်နေရတဲ့အခက်အခဲတွေဖြစ်ပျက်တွေရင်ဆိုင်ကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေကအတူတူပဲဆိုပြီးတော့ပြောရှင်းတဲ့အခါမျိုးမှာသုံးလို့ရပါတယ်ဆိုတော့ဒီစကားလုံးတွေကအရင်ကမှလက်တွေ့ပေါ်မှာသုံးရကြတယ်ဆိုတော့တကယ်လို့မသိထားဘူးဆိုလို့ရှိရင်ပေါ့နော်အတိတ်ပဲအလွတ်ချောအမှားလေးကောက်နိုင်ရေပေါ့နော်ဆိုတော့ဒါဒီစကားလုံးကလည်းအရင်ကမှဒီလီပေါ်မှာအသုံးများပြီးတော့မှသိထားတဲ့အရာတွေဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲဆိုတော့အဆုံးကြီးကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဆိုတော့ဒီဗီဒီယိုကခင်ဗျားတို့ကအကျိုးတစုံတရာရတော့လိုက်မယ်အကျိုးတစုံတရာရှိတော့လိုက်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့တကယ်လို့ချစ်ကြလို့ရှိရင် like share follow လေးလုပ်ခဲ့ပေးဖို့မမေ့နဲ့နော်ဆိုတော့တခုခုသိချင်တာရှိလို့ရှိရင်လေသိချင်တာမေးချင်တာရှိလို့ရှိရင်လေ comment ထဲမှာမှန်းခဲ့ပါကျွန်တော်အရှင်ရတဲ့ခါမျိုးမှာတခုချင်းစီ reply ပြန်ပေးပါမယ်ဆိုတော့အလုံးပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးပါဆိုတော့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ပါမယ် see you next videos bye bye